အားလုံးစောင့်မျှော်နေတဲ့အချိန်ကိုရောက်ရှိလို့လာပါပြီပန်းလိုက်တဲ့တင်စဉ်ကျွန်တော်မေးကြတယ် medical check up လုပ်ချင်တယ်ချက်ပေါက်ကနေလည်းမေးကြတယ် border တွေဆိုရင်လည်းဖုန်းဆက်မေးကြတယ်ပေါ့နော်သူတို့ပြောရဲကျွန်တော်ခဏလေးစောင့်ပေးမေလမကုန်ခင်ကျွန်တော်ပြောပြမယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတာ yes ဆွဲလေးကိုတစ်ချက်ကြည့်မေလ29ဆိုလို့ရှိရင်ပန်းလိုက်ဆေးရုံကမွေးနေ့ပေါ့နော် birthday ဆိုတော့မွေးနေ့အထိမ်းအမှတ်အနေနဲ့ medical check up package တွေကိုအကျန်းစားကြီးနဲ့ဈေးတွေချလေးရှိတယ်ဒီတစ်နှစ်ကတော့အကျန်းဆုံးနှစ်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အကျန်းဆုံးနှစ်ဖြစ်နေလို့လဲရောင်းတဲ့ရက်ကိုလည်းတူတူလေးရောင်းတာပေါ့နော်ရက်ကြိုင်ရောင်းရှုံးမှဆိုလို့ထင်တယ်တူတူလေးပဲရောင်းတယ်ဆိုတော့စစ်လို့ရတဲ့ period ကတော့2026နှစ်ကုန်အထိစစ်လို့ရတယ်ဒီဇင်ဘာ31ရက်နေ့အထိစစ်လို့ရပါမယ်လက်ဆောင်ပေးဖို့အကောင်းဆုံးအစီအစဉ်လေးလူကြီးသူမတွေကိုကျန်းမာရေးစစ်ဆေးဖို့ပဲဖြစ်ဖြစ်ကိုတိုင်းစစ်ချင်တာပဲဖြစ်ဖြစ်အစစ်တင်ဆုံး package တွေအထဲမှာကျွန်တော်နဲ့အတူတူကြည့်ပေးပါခင်ဗျာကျွန်တော်အမျိုးသမီး package တွေကိုအရင်ဆုံးရှင်းပြမယ် lady first ပေါ့နော်ဂယူဆိုင်မှု22နှစ်တာကျန်းမာသက်စာပန်းလိုက်စေရုံ22နှစ်ပြည့်တာပါအထဲမှာဘာ test တွေစစ်လို့ရလဲဆိုတဲ့ဟာ detail အသေးစိတ်ပြထားတယ်အဲ့ဒီဟာကိုစိတ်မပူနဲ့ကျွန်တော်ဗီဒီယိုရဲ့နောက်မှာဓာတ်ပုံထည့်ပေးမယ်အေးအေးဆေးဆေးကြည့်လို့ရမယ်ပေါ့နော်အခုလိုရင်းကိုပြောပြမယ်လိုရင်းကဘာလဲဆိုတော့ဘာ package ကဘယ်လောက်ဈေးလဲပေါ့နော်ဆိုတော့51%တုန်း 51% ဈေးလျှော့ထားတယ်ဆိုတာကဒီ package တွေဒီ3ခုအကြီးဆုံး3ခုเนาะသူဒီအသက်အရွယ်လိုက်ဒီမှာဘယ်နေရာမှာစစ်လို့ရလဲဆိုတဲ့ဟာလေးတွေလည်းရှင်းပြထားတယ်clinic တွေကလည်းအများကြီးကို he clinic တွေကလည်းအများကြီးဈေးရုံကလည်း3ခုရှိတယ်ရန်ကုန်မန္တလေးတောင်ကြီးဆိုတော့တောင်ကြီးမှာစစ်လို့ရတဲ့ package ကိုကျွန်တော်အရင်ဆုံးပြောပြမယ်အမျိုးသမီးများเนาะတောင်ကြီးမှာစစ်လို့ရတော့ package ကတဲ့6သိန်း9000မူရင်းဈေးက73သိန်းကျော်တယ်အခုစစ်ရမယ့်ဈေးက6သိန်း9000နဲ့စစ်ရမယ်အဲ့ဒါတခုဒီ package ဒီတောင်ကြီးမန္တလေးစစ်လို့ရပါတယ်လှိုင်သာယာပေါ့နော်ရန်ကုန်နဲ့မန္တလေးမှာစစ်လို့ရတာ9သိန်း2000ဒါဒီဈေးအကြီးဆုံးဈေးအမြင့်ဆုံး package ချထားတဲ့ဈေးကလည်း51%လောက်ကို short ထားတာ14သိန်းခွဲလောက်ကျော်အောင်မှာ14သိန်းခွဲကို1900စွန်းသေးရဲ့9သိန်း2500နဲ့ရမယ်ဒီ package မှာမစင်ဘယ် package ကိုစစ်တော့မလဲအရန်ကိုတန်တာကျွန်တော်ပြမယ်အဲ့ထဲမှာဘာပါလဲဆိုတော့တောင်ကြီးမှာဘာဖြစ်လို့ဈေးကွာသွားလဲဆိုတော့တောင်ကြီးမှာဒီရင်သားတိတန့်ရိုက်တဲ့ဓာတ်မှန် mammogram မရှိလို့ဒီဈေးလေးကဒီလိုလေးကွာသွားတာမဟုတ်လို့ရှင်မန္တလေးမှာဆိုရင်လည်းလိုင်တာယာနဲ့မန္တလေးမှာဒီဈေးနဲ့စစ်လို့ရမယ်ဗျာနော် okay ဘာဖြစ်လို့တန်နေပြီလဲဆိုတဲ့ဟာလေးကိုနှစ်ခုပြောပြမယ် CD ဘုံတန့်စတီနဲ့ CT calcium scoring အဲ့ဒီဟာ CT ကွန်ပျူတာဓာတ်မှန်နဲ့စစ်ရတာပေါ့နော်တခုချဲဈေးနှုန်းတင်ကိုဘယ်လောက်ရှိလဲဆိုတော့ပုံမှန်ဈေးဒီတစ်ခုချင်းစီစစ်မယ်ဆိုရင်2သိန်းကိုအစွန်းထွက်ရှိရယ်ဒီနှစ်ခုနဲ့တင်ကို4သိန်းကို2000လောက်ဖြစ်နေပြီအဲ့တော့4သိန်း2000လောက်ဖြစ်နေတဲ့ test အပါအဝင်ကိုဒီမှာ6သိန်းကျော်လောက်နဲ့ရမယ်9သိန်းနဲ့ရမယ်အတန်ဆုံးပဲမိန်းကလေးများ okay မျိုးသားများကိုသွားပါမယ်အမျိုးသားအတွက် package တွေကအမျိုးသားတွေကအမျိုးသမီးတွေထက်ပိုပြီးကျန်းမာကြတဲ့အတွက်စစ်စရာလည်းအများကြီးသိမ့်မရှိဘူးဆိုတော့ဈေးကလည်းပိုချိုးတယ်ပေါ့နော်ဆိုတော့အမျိုးသားရဲ့ package ကိုကျွန်တော်ပြအမြင့်ဆုံး package ဒီမှာ12သိန်းမပြည့်တဲ့ package နော်9သိန်း9500နဲ့ရမယ်အရန်ကိုတန်တယ်နော်ခုနပြောတဲ့ test နှစ်ခု4သိန်းကျော်နဲ့လေ4သိန်းနဲ့2000လောက်နဲ့တင်ကိုကျန်တဲ့ test တွေအကုန်လုံးအလကားနီးပါးစစ်ရတဲ့အတိုင်းဖြစ်သွားပြီအရန်ကိုတန်တယ်စိတ်ကူမလွဲနဲ့တော်တော်ကြီးတန်နေပြီမျိုးသားကောအမျိုးသမီးရောအတွက်ကျွန်တော်တခု sharing tab လုပ်ပေးမယ်အခုအသက်က40မပြည့်သေးဘူး30ကျော်ပဲရှိသေးတယ်ဒါပေမဲ့ဒီ package အကြီးကြီးကိုစစ်ချင်တယ်တန်တယ်လေကျွန်တော်ဆိုလဲဖက်နှက်ဝယ်တစ်စိုက်ကြီးဝယ်ချင်တာဘာဖြစ်လို့လဲဆိုတော့အရန်တန်လို့လေကြီးကြီးစီးရလဲကိစ္စမရှိဘူးเนาะဆိုတော့ရတယ်အဲ့လိုမျိုးကြော်ဆက်လို့ရတယ်အသက်40တွေကအခုချိန်မှာအရန်ကိုမှလေကျမ်းမာရချူချတယ်အသက်60တွေက generation X ရာအရန်ကိုမှကျမ်းမာနေတဲ့ခေတ်เนาะ generation Y တွေကဆေးစစ်ရမယ့်ခေတ်ဖြစ်နေပြီကျွန်တော်ဒီဓာတ်ပုံလေးတွေနဲ့နောက်မှာထည့်ထားပေးပါမယ်ခင်ဗျကဲဒီအတန်ဆုံး package တွေကိုကိုလက်ဦးမှုရယူဖို့အတွက်အမြန်ဆုံးဟက်လိုလိုက်ပါတော့ကျွန်တော်ဓာတ်ပုံထည့်ထားပေးမယ်နောက်မှာဖုန်းနံပါတ်တွေလည်းပါလိမ့်မယ်စိတ်ဝင်စားရဲဆိုလို့ရှိရင်မြန်လက်ဦးမှုရယူလိုက်ပါအချိန်ဒီဂျွန်လ9ရက်နေ့အတွင်းသာဝယ်လို့ရပါမယ်အဲ့ဒီကြော်ပြီးသွားပြီဆိုလို့ရှိရင်ဝယ်လို့မရတော့ဘူးစစ်လို့ရတဲ့ period ကိုကျွန်တော်ထပ်ပြောပြမယ်2026ဒီဇင်ဘာ31ရက်နေ့အထိကိုစစ်လို့ရပါတယ်ဝယ်ထားပြီးတော့ AACC စစ်လို့ရမယ့် package တွေဖြစ်ပါတယ်နောက်တစ်ခေါက်ဒီလိုအခွင့်အရေးရမှာမဟုတ်တော့ဘူးဘယ်ဈေးရုံမှာဒီလောက်အထိအကျန်းစား package တွေချနိုင်မှာမဟုတ်အဲ့တော့ဘာလုပ်နေတော့မြန်လေးပြေးဝယ်လိုက်ပါတော့ခင်ဗျကျေးဇူးတင်ပါတယ် bye bye